သူများကြွေးဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်အပျက်ကလေးတခုပြောရမယ်ဆိုရင်ရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့တည်သွားတယ်တည်သွားတော့အဲ့ဒီအကုန်လုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့မြန်မာရာဇဝင်ထဲမှာနာမည်တော့မေနုမင်းပြစ်မင်းထန်သင့်တဲ့အခါမှာဆရာတော်ဥပုပ်ကိုသွားကြတော့တယ်တဲ့နာမည်တော့မေနုဟာဒီမင်းပြစ်မင်းထန်နဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရတော့ဆရာတော်ဥပုပ်ကသူ့เจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုမင်းနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပဲပြောလိုက်တယ်နော်ကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့အဲ့ကျွေးဆိုတာတင်ရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေမကောင်းအဲ့ဒီအကိုလှုပ်တဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွဲဘဝရောက်ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့မြောက်လှုပ်ပြီးရကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာဓမ္မကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တည်တတ်တဲ့အရွယ်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗတ်ဆံလေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေပြီဗတ်ဆံလေးသွားပေးပြီးဘာပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာရောပါကြည်ပါတော့မင်းငွေလေးဒီလောက်လေးဒါပေးပါလေဆိုကြွေးပြန်ဆက်တယ်လို့ဒါတကယ်ဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့ပေါ့ပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မအောင်မေ့နေတယ်လူတွေထဲမှာဒါတွေကရှိတတ်တယ်ဒါကြောင့်မို့သူများကြွေးဆိုတာအလွန်ကြောက်စရာကောင်းတယ်အဲ့ဒီကြွေးမရှိတဲ့ချမ်းသာကိုအနန္တယဒုက္ခလို့ခေါ်တယ်တချို့ကြတော့သူများစီကကြွေးယူထားပြီးမျက်နှာပြောင်တိုက်ပြီးပေးနိုင်တဲ့နဲ့မပေးတဲ့လူတွေရဲ့နှောင်ရေးဟာစဉ်းစားမိပဲဆိုရင်ကြောက်လန့်စရာကြီးပဲကြွေးဆိုတာဆက်ရတယ်ဘာကြွေးပဲဖြစ်ဖြစ်ကြွေးတစ်ခုဆိုတာကိုယ်ကမဆက်ချင်တော့လဲအချိန်တိုင်းရင်ကြွေးဆက်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့အာနန္ဒယဒုက္ခဆိုတာရအောင်ဘယ်သူစီအမှကြွေးတင်တာမျိုးမရှိအောင်ရှိပြီဆိုရင်လည်းကြွေးတွေကိုဆက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေသင့်တယ်ပေါ့